မင်္ဂလာပါဒီနေ့ကတော့စိုင်းကြော်ရတာတိုင်းရတာရှိနေခောက်ဆွဲကြော်စားပါမယ်ခောက်ဆွဲတပိတ်တာအတွက်ပြင်ဆင်မှုလေးဖြစ်ပါတယ်အရင်ဆုံးအသီးရွက်များကိုအဆင်ပြေသလိုပြင်ဆင်ထားပါမယ်ကျွန်မကတော့ကော်ဖီရဲ့ဥနီရဲ့ရွှေပဲသီးရဲ့သုံးထားပါတယ်အရင်ဆုံးကြက်ရင်မုံသားလေးရဲ့ကြက်ဥလေးလုံးရဲ့ကိုခလောက်ထားပါမယ်ခောက်ဆွဲတပိတ်တာအတွက်ပန်းငပြားရဲ့အနောက်ရဲ့ကြက်သားမှုရဲ့ကိုနယ်ထားပါမယ်သွားရင်တော့ကျုပ်လေးလုံးစနခလောက်ထားတာလေးကိုကြော်ထားပေးပါမယ်ကျုပ်လေးလုံးကြော်ပြီးတဲ့အခါကျရင်ကျုပ်ကိုဆယ်ထားပြီးတော့ပကံလေးခဏထည့်ထားမယ်ပြီးသွားရင်တော့အသင်လေးထားတဲ့ကျက်သွန်ဖြူလေးစီတက်မယ်ကျက်သွန်ဖြူလေးရောင်လွှမ်းလာရင်တော့အသင်လေးထားတဲ့ကျက်သားအတုံးလေးကိုထည့်ပြီးတော့စီတက်ပါမယ်ကျက်သားလေးတွေအရောင်ပြောင်းတဲ့အထိအကျက်နေတဲ့အထိစီတက်ပေးထားပေးရမယ်စသားလေးလည်းအရာကြီးပြီးဆိုရင်တော့ဆနာပြီးချက်ထားတဲ့အပီးရွက်လေးတွေကိုထည့်မယ်ထည့်ပြီးတော့တမအောင်ထည့်မယ်အရာသားအတွက်ကတော့ခရီးစီရဲ့ပန်းငပြရဲ့အနောက်ရဲ့တကြားရဲ့စားရဲ့စပါးမုတ်ရဲ့ထည့်ပြီးတော့မှုပြီးတော့ထားပါမယ်အပီးရွက်လေးတွေအရောင်နှမ်းနှမ်းထိထည့်ကြော်ထားပေးပါမယ်အပီးရွက်လည်းအရောင်နှမ်းလာပြီဆိုရင်တော့ဆနာလဲထားတဲ့ခောက်ဆွဲတွေထည့်ပြီးတော့အကုန်လုံးရောတမလိုက်ပါမယ်သူ့ရည်လေးနဲ့ပဲသူပဲပြန်ပြီးတော့ချက်လိုက်ပါမယ်နော်ခောက်ဆွဲလေးလည်းအကြံကြီးအရောင်လေးလည်းညီလာပြီဆိုရင်တော့တမမယ်အပေါ်အောက်သူ့ရေလေးနဲ့သူနဲ့ပဲအပေါ်အောက်တမလိုက်ပါမယ်ခောက်ဆွဲလေးတွေနူးရထိထည့်မယ်ပြီးသွားရင်တော့အသစနာကြော်ထားတဲ့ကြုတ်လေးကိုတေးသေးညှက်ထည့်မယ်အားလုံးပြီးသွားရင်တော့အရသာရှိလာတဲ့ခောက်ဆွဲကြော်ဆိုင်ကြော်ရတာတိုင်းလေးစားရမယ်ခောက်ဆွဲကြော်လေးရပါပြီအားလုံးကျေးဇူးတင်ပါတယ်